Hello အားလုံးပဲမင်္ဂလာပါရေကဒီနေ့မှာတော့ island မှာကြောက်ရှောက်ချင်တဲ့သူတွေအတွက်ပေါ့နော်ဘယ်ဆိုင်းစာလဲလေးလိုအပ်တယ်လဲဆိုတာကိုအချက်ပြပြပြပေးတာဖို့အတွက်ဒီဗီဒီယိုလေးကိုလွှတ်လိုက်တာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးအနေနဲ့ကတော့ငယ်တို့က academic transcript တွေလိုတာပေါ့နော် academic transcript တွေကဘယ်လိုလဲဆိုရင်10တဲ့အောင် MSc နေ10တဲ့အောင်လက်မှတ်တွေဘွဲရဟာရဆိုလို့ရှိရင်ဘွဲလက်မှတ်ပြီးလို့ရှိရင်ဥပမာကိုက4နှစ်တက်ခဲ့ရလား6နှစ်တက်ခဲ့ရလား4နှစ်စာ MSc 6နှစ်စာ MSc နေလိုတာပေါ့နော်ဒီစာရေးစာတွေနေအကုန်လုံးကိုအင်္ဂလိပ်လိုမျိုး notary ကို6လအတွင်းကျောင်းမလျှောက်ခင်မှာ notary ပြန်လာပေးရမယ်ပေါ့နော်နောက်တစ်ခုကတော့ငယ်တို့ကကျောင်းလျှောက်ပြီးဆိုလို့ရှိရင်ဘာလို့တလဲဆိုရင်အင်္ဂလိပ်စာ test result လိုရပေါ့နော် English test result ကတော့ဒီမှာက Duolingo လက်ခံတဲ့ IELTS TOEFL ပြီးလို့ရှိရင်တော့ PTE စတာတွေကိုသူကလက်ခံတာပေါ့နော် Duolingo ဆိုလို့ရှိရင် undergrad အတွက်ဆိုလို့ရှိရင်တော့105မှတ်အနည်းဆုံးလိုရပေါ့နော် postgrad ဆိုရင်တော့130 120ကြားရဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ IELTS ကိုဖြေကြရအများကြီးပေါ့နော် IELTS ကတော့ undergraduate ဆိုရင်6လို့ပြီးတော့ postgraduate ဆိုလို့ရှိရင်တော့ 6.5 အနည်းဆုံးရထားမှာဖြစ်ပါမယ်ကျောင်းရှောင်းရင်နောက်တစ်ခုလိုအပ်တာကတော့ passport ပေါ့နော် passport မှာတော့အနည်းဆုံးသက်တမ်း6လနေပြီးတော့တစ်နှစ်အထိရှိနေရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ငယ်တို့က CV လိုရပါတော့ CV ရမှာဆိုလို့ရှိရင်ငယ်တို့ qualifications တွေပြီးလို့ရှိရင်ကိုယ်ဘာလုပ်ထားလဲဆိုရင် work experience တွေထည့်လို့ရတယ်ပေါ့နော်နောက်တစ်ချက်ကတော့ငယ်တို့က personal statement လိုတာပေါ့နော် personal statement နဲ့မှာကကြတော့ငယ်တို့ကဘာပွဲတွေရထားတယ်ပြီးလို့ရှိရင်ဘာအလုပ်တွေလုပ်ကိုင်ခဲ့တယ်ပြီးလို့ရှိရင်တော့ဘာအကြောင်းဒီအကြောင်းကဒီမိကြကိုတက်ချင်လဲဆိုရင် explanation လေးရနောက်တစ်ခုကကြတော့ငယ်တို့ကဒီဘွဲကိုရပြီးသွားတဲ့အခါမှာအနာဂတ်မှာကိုကဒီဘွဲကိုဘယ်လိုမျိုးအသုံးချမလဲဆိုတဲ့ဟာကိုပါဝေဝေးဆဆရှင်းပြပေးရမှာပေါ့နော်အခုလိုအပ်တာတော့ recommendation letter ပေါ့နော် recommendation letter ကတော့ကိုယ့်ရဲ့အလုပ်ကနေတစင်ဒါမှမဟုတ်လို့ရှိရင် academic ဘိုင်းကနေတစင်တောင်းလို့ရတာမျိုးရှိတတ်တယ်ပေါ့နော်ကိုကအကြောင်းကနေတစင်ဆိုလို့ရှိရင် university တက်ခဲ့ရဆိုရင် university ကနေ professor ကနေတစင်ဒါမှမဟုတ်လို့ရှိရင်ဆရာကနေတစင်တောင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့အလုပ်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အလုပ်ရှင်ကနေဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့line supervisor အနေဖြစ်ဖြစ်ပေါ့နော်သူတို့စီကနေလည်းထောက်ခံတဲ့ recommendation letter လေးကိုတောင်းရပါတယ်ရှင်ပြီးရင်နောက်တစ်ချက်ကတော့ငယ်တို့ကကျောင်းတွေကကိုတက်ချင်တဲ့ major တွေကနေပြီးတော့ placement test လိုမျိုးလေးစစ်နိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် engineering ဆိုလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ test တွေအဲ့ဒါကြီးဖြေဖို့ရှိရပေါ့နော် business ဆိုလို့ရှိရင်လည်း business နဲ့သက်ဆိုင်တဲ့ test တွေကတချို့ကျောင်းတွေဖြေရလို့ရှိနိုင်တယ်ပေါ့နော်ပြီးရင်တော့နောက်တစ်ခုကတော့ကျောင်းဝင်ခွင့်အတွက် application fees ပေါ့နော်တချို့ကျောင်းတွေကတော့ယူရို50ပေးရတယ်ပေါ့နော်တချို့ကျောင်းတွေကတော့80ပေးရလို့ရှိရပေါ့နော်ပြီးလို့ရှိရင်တော့ application ပေးပြီးပြီဆိုရင်သူတို့က assessment လုပ်လိမ့်မယ် assessment လုပ်တဲ့3ပတ်4ပတ်ကိုစောင့်ရမှာပေါ့နော်ပြီးတဲ့အခါမှာ result တစ်ခုပေးရမှာပေါ့နော်ကိုကဒီအကြောင်းကိုဝင်ပြီးရတယ်ဝင်ပြီးမရဘူးဆိုရယ် result ပေါ့နော်ကျောင်းဝင်ရသွားပြီဆိုလို့ရှိရင်ဘာတွေဆက်လုပ်ရမလဲဆိုတာကိုနောက်ဗီဒီယိုဒီမှာငယ်ပြောပြပေးမယ်နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲရပ်လိုက်မယ် bye